ကျွန်တော်တေတံစီရင်ချင်းခံနေရတဲ့အချိန်မှာပဲရုတ်တရက်မိုးကြိုးတစ်ချက်ကအပေါ်ကမီးဆိုင်ကိုဖျက်ခနဲလာမှန်ပါတော့ရဲ့မိုးကြိုးရှိန်ကြောင့်လျှက်စစ်ကူလားထိုင်တဲ့ကိုလျှက်စီးကြောင်းတွေအလွန်ကျွံစည်းဝင်သွားပြီးတကိုယ်လုံးကိုတက်လိုက်စေခဲ့တာပေါ့စနစ်တစ်ခုလုံးကနေမီးပွားတွေတစ်ဖြောက်ဖြောက်နဲ့ပောက်ကွဲထွက်လာခဲ့တယ်အဲ့ဒီလိုနာကျင်မှုတွေကြားကနေပဲကျွန်တော်အမာရွတ်တွေနဲ့လက်ထက်ကိုလက်မြင်လိုက်ရတယ်အဲ့ဒါလူသက်သမားအစ်စ်ပဲကျွန်တော်ကတော့ကျွန်တော်ကောင်မလေးကိုတက်ခဲ့ပါတယ်ဆိုပြီးမတရားကွက်ဆင်အဖမ်းခံခဲ့ရလို့ဒီနေရာကိုရောက်လာခဲ့ရတာပါရင်ထဲမှာဒေါသတွေအလိမ့်လိမ့်ထွက်လာပြီးကူလားထိုင်ပေါ်ကနေအတင်းယုံကန်ခဲ့မိတယ်မိနစ်အနည်းငယ်အကြာမှာတော့ကျွန်တော်ရဲ့အသက်ရှူတန်တွေလုံးဝရပ်တန့်သွားခဲ့ပါပြီအဆောင်တွေကကျွန်တော်လောင်းကိုရင်ခွဲယုံနဲ့ဆွဲခေါ်သွားကြပေမဲ့ကျွန်တော်ပြန်ရှင်လာလိမ့်မယ်လို့တော့ဘယ်သူမှထင်မထားခဲ့ကြပါဘူးကျွန်တော်ကန်ထောက်ပြီးရင်ခွဲယုံအေးခန်းတကားကိုဖွင့်လိုက်တယ်ကျွန်တော်မျက်နှာကတော့လက်စစ်တက်လိုက်မှုကြောင့်ဘယ်သူပဲဝါမှန်းမသိတာတော့အောင်ညှော်နှံ့တွေနမ်းပြီးလောင်ကျွမ်းသွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲပြတင်းပေါက်ကနေကြီးကန်းတကောင်ပြန်တန်းလို့ဝင်လာခဲ့တယ်ကျွန်တော်မျက်နှာပေါ်ကလောင်ကျွမ်းနေတဲ့အရေးပြားသားစတွေကိုခွာထုတ်ပစ်လိုက်တဲ့အခါအခုကျွန်တော်မျက်နှာကလူပြက်တယောက်လိုဖြစ်သွားခဲ့ပါပြီမှန်ထဲမှာကိုပြန်ကြည့်ရင်လူသက်သမားအစ်စ်ကိုရှာဖွေပြီးကောင်မလေးအတွက်ကလဲစားချေဖို့ချိန်ဆိုလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ကြီးကန်းကကျွန်တော်ကိုထောင်ရဲကနေထွက်နိုင်ဖို့လမ်းပြပေးခဲ့ပေမဲ့လမ်းမှာအရေးပေါ်ချက်ပေးကောင်းလောင်းကိုတီးမိသွားခဲ့ပါသေးတယ်အဆောင်တွေအကုန်လုံးပြေးထွက်လာကြပေမဲ့ကျွန်တော်ကတော့တန်စကာစီယိုကိုအလွယ်တကူပဲကြော်တက်သွားနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စွမ်းရည်အသစ်တစ်ခုကိုတတိထားမိလိုက်တယ်ဒါကတော့ကျွန်တော်ရဲ့ဒဏ်ရာတွေကအလိုလျောက်ပြန်ပြောက်ကင်းသွားတာပါပဲဟုတ်ပါတယ်ကျွန်တော်ဟာမတိမျိုးတယောက်ဖြစ်သွားခဲ့ပါပြီပြီးတော့ကြီးကန်းကကျွန်တော်ကိုမှတ်တမ်းကန်းတဲ့အထိဆက်ပြီးလမ်းပြခေါ်ဆောင်သွားခဲ့တယ်ကျွန်တော်ဟာတန်းမိုးတစ်ချောင်းပေါ်ကိုလက်နဲ့အားပြင်းပြင်းစိုက်ချလိုက်ပြီးမှလက်ကိုဖြည်းဖြည်းချင်းပြန်နှုတ်ယူလိုက်ပါတော့ရဲ့